အမျိုးသားတယောက်ဟာတေဆုံးနေတာ3ရက်လောက်ရှိပြီဖြစ်တဲ့အလောင်းတစ်လောင်းကိုဆေးရုံထဲကိုတွန်းပို့လာပါတယ်ဆရာဝန်တွေဟာလူနာရဲ့အခြေအနေကိုတိတိကျကျတော့မကြည့်ပဲခွဲစိတ်ခန်းထဲကိုတန်းပြီးတွန်းပို့လိုက်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာလူနာရဲ့အသက်ထက်လူနာရှင်စီမှာပတ်စံဘယ်လောက်ကျန်သေးလဲဆိုတာကိုပဲစိတ်ဝင်စားလို့ပါဟန်ဆောင်ပန်ဆောင်စစ်ဆေးကြည့်ပြီးတဲ့နောက်ဆရာဝန်ကခွဲစိတ်ခအဖြစ်ဒေါ်လာ2သိန်းပေးဖို့အမျိုးသားကိုချက်ချင်းတောင်းဆိုပါတော့တယ်ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသားဟာအကြီးကျယ်မင်းသက်သွားပေမဲ့ပတ်စံကိုတော့အရင်ပေးလိုက်ပါတယ်ဆရာဝန်တွေကတော့ဒီတစ်ခါလဲအမျက်ကြီးကြီးစားရတော့မယ်လို့ထင်နေကြပေမဲ့ဒါတွေအားလုံးဟာအမျိုးသားရဲ့ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေမှသူတို့လုံးဝမသိခဲ့ကြပါဘူးတကယ်တော့ဒီမျိုးသားကအဲ့ဒီဆေးရုံရဲ့ပိုင်ရှင်မန်နေဂျာပဲဖြစ်ပါတယ်သူဟာစင်းရဲသားတွေအခမဲ့ကုသခွင့်ရဖို့အတွက်ဒေါ်လာတန်ပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးဒီပရဟိတဆေးရုံကြီးကိုတိစောက်ခဲ့တာပါဒါပေမဲ့ကျေးဇူးတင်တော်ပေးအပ်ွယ်ခန္ဓာတစ်ခုမှာအမျိုးသမီးတစ်ယောက်ရောက်လာပါတယ်လူတိုင်းကသူမဟာသူ့ကိုကျေးဇူးတင်ဖို့လာတာလို့ထင်ခဲ့ပေမဲ့သူမကတော့ဒေါသတကြီးနဲ့သူမသားလေးဟာတာမန်အဆုတ်ရောင်ယောဂါပဲဖြစ်တာကိုဒီဆေးရုံရောက်တဲ့အခါဆရာဝန်ကကုလို့မရတဲ့ရှားပါးယောဂါလို့ပြောခဲ့ကြောင်းပြောပြပါတယ်စေဖိုးဝါခတွေအတွက်သူတို့မိသားစုစုဆောင်းထားတဲ့ဒေါ်လာ3သိန်းအကုန်ကုန်သွားတဲ့အပြင်သူမရဲ့သားလေးကိုလည်းမကယ်တင်နိုင်ခဲ့ပါဘူးမန်နေဂျာကဆေးရုံကိုမတရားတဲ့အခကြေးငွေတွေမယူဖို့ညွှန်ကြားထားတယ်လို့ပြောတဲ့အခါအမျိုးသမီးကသူ့ကိုမယုံဘူးလို့ထင်တာကြောင့်ဓာတ်တစ်ချောင်းနဲ့သူမကိုသူမအဲ့ဒီနေရာမှာတင်ထိုးပြီးဒဏ်ရာရအောင်လုပ်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါသူဟာတခုခုတော့မှားနေပြီဆိုတာသိသွားပါတော့တယ်သူဟာတမင်တကာအလောင်းတစ်လောင်းကိုရှာပြီးသူ့ဖခင်ရုတ်တရက်တတိလစ်သွားတယ်လို့ဟန်ဆောင်ကသူ့ဆေးရုံကိုကူတာဖို့ပို့လိုက်ပါတယ်အစပိုင်းမှာတူနာပြူကသူ့ကိုတန်းစီခိုင်းပေမဲ့ငါအဖေကိုကယ်ဖို့အတွက်ဆိုရင်ပတ်စံဘလောက်ကုန်သုံးနိုင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့တူနာပြူကသူ့ကိုခွဲစိတ်ခန်းနဲ့ချက်ချင်းခေါ်သွားပါတော့တယ်ဆရာဝန်ကလူနာဟာတေဆုံးနေပြီဆိုတာကိုအထင်ရှားမြင်နေရပေမဲ့စစ်ဆေးမှုတွေအကုန်လုပ်ဖို့လိုအပ်တယ်လို့ပြောပါသေးတယ်သူဟာသူ့ဆေးရုံကြီးတစ်ခုလုံးအကျင့်ပြတ်ချစားနေပြီဆိုတာကိုသိလိုက်ရပြီးလူဆိုးတွေကိုဖော်ထုတ်ဖို့အတွက်ပတ်စံကိုအရင်သွားပေးလိုက်ပါတယ်မကြခင်မှာပဲဆရာဝန်ရဲ့လက်ထောက်ကသူ့ဖခင်ရဲ့အခြေအနေကခဏတည်ငြိမ်နေပြီဖြစ်ပေမဲ့အပြင်ကဆေးဆိုင်မှာဆေးသွားဝယ်ဖို့လိုတယ်လို့ပြောပါတယ်မန်နေဂျာကအပြင်ကဆေးဆိုင်ကိုသွားတဲ့အခါဒေါ်လာ90တောင်မတန်တဲ့ဆေးဘူးနှစ်ဘူးကိုဆိုင်စာရေးကဒေါ်လာ9000လို့ဈေးခေါ်လိုက်တာကိုတွေ့ရပါတယ်ဒါကိုကြားတဲ့အခါသူဟာအရန်ကိုဒေါသထွက်သွားပါတယ်ဆရာဝန်နဲ့အပြင်ကဆေးဆိုင်ဟာအချိတ်ဆက်ရှိနေတယ်ဆိုတာသူနားလည်သွားပါပြီဒါပေမဲ့သူဟာဆေးကိုဝယ်ပြီးဆေးရုံကိုပြန်လာခဲ့ပါတယ်လက်ထောက်ကဆေးကိုအထဲယူသွားပြီးတဲ့နောက်မှာတော့ဆရာဝန်ကပြပြတလဲနဲ့သူ့ဖခင်ကိုခွဲစိတ်ဖို့လိုအပ်တယ်လို့ပြောပါတယ်ဥက္ကဋ္ဌကသူ့ရဲ့ဗန်စာအုပ်ကိုထုတ်ပြပြီးဒါဟာကျွန်တော်ရဲ့စုဆောင်းထားသမျှအားလုံးပါပဲကျွန်တော်အခုချက်ချင်းဝေးပြီးချင်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ဖေရဲ့ဘေးကင်းမှုကိုဆရာဝန်ကြီးအာမခံနိုင်မလားလို့မေးလိုက်ပါတယ်ဆရာဝန်ဟာဒီစကားကိုကြားတဲ့အခါအနှဲငယ်အပြစ်ရှိတယ်လို့ခံစားရပေမဲ့ပတ်စံသွားပေးဖို့ပဲခိုင်းပါသေးတယ်သူကခွဲစိတ်မှုသဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးပြီးတဲ့နောက်ဆရာဝန်ဟာအဲ့ဒီလက်မှတ်ကနာမည်ကိုမြင်လိုက်ရတဲ့အခါအရန်ကိုရင်းနှီးနေတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလက်ထောက်ကဒီလူရဲ့နာမည်ကကျွန်တော်တို့မန်နေဂျာကြီးရဲ့နာမည်နဲ့အတူတူပဲလို့သတိပေးလိုက်ပါတော့တယ်